အသက်ရှင်၍ကောင်းမြတ်သောဖမင်္ဂလာရှိသောနေ့ရက်အတွက်ဘုရားနာမတော်ကိုချီးမြှောက်ပါတယ်နာမတော်ဒီကဘာဆက်ဆက်ဘုံကြည်၍မင်္ဂလာရှိပါစေဖဖျားသခင်ပပောင်နဲ့ဒေစီဝေးပေါ်မှာဒီနေ့ကိုရောပြုတဲ့ကိုရောထမ်းမလာသောချစ်ချင်းမြတ်တာရဲ့အိမ်ထောင်တည်သွဲကိုရောကိုကျေးဇူးတင်တယ်ဖခင်ရဲ့မြတ်တာဒီဘယ်တော့မှမခန်းချောက်ဘူးဆိုတာကိုဒီအိမ်ထောင်တစ်ပေါ်မှာစတင်ပြီးတထေတီရဲ့ဒီအိမ်ထောင်တစ်အားဖြင့်သူနဲ့သက်ဆိုင်သောထိတွေ့သောသူတိုင်းနဲ့အသင်းတော်သူတို့နဲ့ဆက်ဆံရသောသူတိုင်းတို့ဒီပေါပေါတို့ဇနီးမောင်နှံအားဖြင့်ဖယားမြစ်တာဒီနေ့မှစပြီးသက်သေထူတဲ့စီးစင်းမှာဖြစ်လို့ကိုရောကိုကျေးဇူးတင်ပါ၏ဒီသားနဲ့ဒီသမီးပေါ်မှာကိုရောထမ်းမလာသောဝမ်းမြောက်ခြင်းကိုရောထမ်းမလာသောငြိမ်သက်ခြင်းကိုရောထမ်းမလာသောကြွယ်ဝခြင်းချမ်းသာခြင်းအလုံးတို့သည်ဤသားနဲ့သမီးအားဖြင့်အိမ်ထောင်တစ်ပေါ်မှာတက်ရောက်စေတော်မူပါယေရှုခရစ်နာမ၌ကောင်းချီးပေးပါ၏သူတို့အားဖြင့်မျိုးဆက်တစ်ဖြစ်လာမဲ့ယတနာများအတွက်လည်းယေရှုတင်တယ်ဖဖျားကိုရောဒီဂတိတော်ကိုကင်ဆွဲတဲ့ဤသားနဲ့သမီးအားဖြင့်ထိုဂတိတော်တည်ရှိခြင်းကိုဆက်လက်၍ဤသားနဲ့သမီးသည်ကိုရောအားဖြင့်ကိုရောအဖို့လို့ငါကိုရောဘုန်းတော်အတွက်ဆက်လက်သက်သေထူမဲ့အိမ်ထောင်တဲ့အတွက်ယေရှုတင်တဲ့လက်တော်ထဲမှာအနံပါ၏နဖက်တော်မိဘဒီကိုမောင်နှမကိုလည်းယေရှုတင်တယ်ကိုရောသူတို့ကိုဖျားမြတ်တာ၌ဒီဇနီးမောင်နှံအိမ်ထောင်တဲ့အတွက်စီစဉ်ရတဲ့အငန်းတာမှာကိုရောထမ်းမလာတဲ့မြစ်တာအားဖြင့်ဒီနေ့သက်သေပြရတဲ့အခွင့်အရေးအဆုံးမဟုတ်ပဲနဲ့အစအဖြစ်သက်သေထူစေသောကြောင့်ယေရှုတင်ပါတယ်ပါအသင်းတော်အတွက်တော်၎င်းယနေ့ထိတွေ့ဆက်ဆံရတဲ့ယုံကြည်သူတိုင်းဝိုင်းနဲ့မယုံကြည်သူသာသနာပလူရှေ့မှာပင်သူတို့နှစ်ဦးဒီကိုရောရဲ့သက်သေအနေနဲ့ယနေ့မှစပြီးအသုံးပြုမဲ့အိမ်ထောင်တစ်ဖြစ်သောကြောင့်ယေရှုတင်ပါ၏ယနေ့ဤသားဤသမီးနဲ့ကိုရောနဲ့သက်ဆိုင်ကြောင်းကိုလည်းယနေ့မှစပြီးတန်ရှင်တော်ဝိညာဉ်တော်ဒီသူတို့ရဲ့အသွေးအခေါ်သူတို့ရဲ့စိတ်နှလုံးသားသူတို့ရဲ့ပြောဆိုခြင်းသူတို့ရဲ့တိုင်ပင်ခြင်းတစ်ခုစီတိုင်းနေဝိညာဉ်တော်လမ်းပြခြင်းနဲ့တမန်တရားရဲ့တွင်တင်ခြင်းပတ်ရခြင်းတို့ယနေ့မှစပြီးပရတာပေါပေါကိုရသမီဝေးပေါ်မှာကိုရောအံ့ဩဖွယ်ရာအမှုတစ်ကိုပြုမှာဖြစ်သောကြောင့်ယေရှုတင်တဲ့လက်တော်ထဲမှာအနံ့နေယနေ့သူတို့ကိုယေရှုနာမ၌ကောင်းချီးပေးပါဒီအိမ်ထောင်တစ်သည်မင်္ဂလာရှိခြင်းတို့ကိုတည်ဆောင်သောအိမ်ထောင်တစ်ဖြစ်ယနေ့အတိမတ်ပြုပြီးဖြစ်သောကြောင့်ယေရှုတင်တဲ့ယေရှုတင်တဲ့အနေနဲ့ကိုရောလက်တော်ထဲမှာဒီအိမ်ထောင်တစ်ရဲ့အသက်တာတစ်ခုလုံးကိုဘဝတက်တာတစ်ခုလုံးนี่ကိုရောနဲ့အတူကိုရောအတူရှိခြင်းကိုရောပျော်မွေ့ခြင်းတို့သည်ယနေ့ဤအိမ်ထောင်တဲ့အားဖြင့်အစပြုနေပြီဖြစ်ကြောင်းချီးမွမ်းတဲ့အရာအလုံးအတွက်ယေရှုတင်တဲ့သခင်ယေရှုခရစ်နာမကိုမြည်ပြုတဲ့ချီးမွမ်းစက္ကပ်ပါ၏ဖဖျားသခင်အာမင်ပြည့်စုံစွာဘုရားသခင်ထံတော်မှာတောင်းလျှောက်ဆုတောင်းဆက်ကပ်အပ်ပြီးတဲ့တိတ်ခါတော်ရဆရာမရုတ်တင်ကောင်သူပဲယေရှုတင်ပါတယ်ကျွန်တော်တို့ဒီချိန်မှာတော့လက်ထက်မင်္ဂလာစာချုပ်အပ်နေမဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တို့အသင်းဦးဆရာတိတ်ခါတော်ရဝန်ခံပေါမှာချင်းမင်းအနံ့ပြီးတဲ့အခါမှာဒီနေ့အိမ်ထောင်တဲ့အနေနဲ့ကျွန်တော်အပေါ်မှာတက်ပြီးတော့နေရာကိုမြှုပ်ဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်လို့အားလုံးလက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးကြရအောင်နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအချိန်မှာအိမ်ထောင်တဲ့ခီးနေကြမယ်ကျွန်တော်တို့ပေါပေါနဲ့ဒေစီဝဲအတွက်ကျွန်တော်တို့တခြင်းတဘောအားဖြင့်မင်္ဂလာတခြင်းတဘောအားဖြင့်ထပ်မံပြီးတော့ဂုဏ်ပြုမဲ့အချိန်ဖြစ်ပါတယ်လို့ချီးမွမ်းပေးမယ်ကျင့်ဝတ်ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ် ။
အပတရအိမ်ထောင်သိရဲ့ဘဝခီးမှာဘာမှမကြောက်နဲ့ဖယားရှိတယ်ဖယားရဲ့အချစ်တွေနဲ့ဒီနေ့ကြော်ဖြတ်သွားကြရအောင်အဲ့ဒီချစ်ချင်းမြတ်တာနဲ့သက်ဆုံးတိုင်းရိုးမြေကြဖယားရဲ့ရှစ်လူရှိမှာတို့တဲ့မိသားစုဘလောက်ထိဘုရားကောင်းကြီးခံစားရတယ်ဆိုတာပြောကြရအောင်တက်တည်ခံကြအောင်ဆိုတဲ့ဓမ္မတရားအဖြစ်ပေါင်းပြီးသွားတော့ကျင်ကိုအထူးပဲကျေးဇူးတင်ပါတယ်။ဂျာနာသူရောက်စီတိုင်းပေါ်မှာလည်းဘုရားသခင်တာပြီးကောင်းချီးချပေးပါစေ။အာမင်။ကျွန်တော်တို့ဒီနေ့အိမ်ထောင်တဲ့ခင်းနှင်ကြမယ်အစာပြုကြမယ်ကျွန်တော်ပေါပေါနဲ့ဒီစီဝေးတို့အချစ်တွေကတော့ကျွန်တော်တို့ဒီနေ့ကြောက်ချင်းမင်းပေးကြတဲ့ပြိဿတွေကြားထဲမှာလည်းနားမလည်မှုများစွာရှိနေလို့မှဖြစ်ပါတယ်။ကျွန်တော်တို့လည်းသူတို့နှစ်ယောက်ရဲ့အချစ်ကိုမြင်ရတဲ့အခါမှာအင်မတန်မှဘုရားရဲ့မြတ်တာကိုလည်းပို့ပို့ပြီးခံစားရပါတယ်။အခုခေတ်ကကျွန်တော် IT ခေတ်ထဲမှာရောက်ပါတယ်။အချစ်မှာနားရှိရင်တော့မှချစ်တတ်တဲ့ခေတ်ဖြစ်ပါတယ်။မြင်တတ်ရင်တော့ချစ်တတ်တဲ့ခေတ်လည်းဖြစ်တယ်။အနန္တအရသာခံစားရုံနဲ့တော့ချစ်တတ်တဲ့ခေတ်ဖြစ်နေပါတယ်။အဲ့ဒီအချစ်တွေကြားထဲမှာသူတို့နှစ်ယောက်လည်းဘုရားသခင်စုံတွေ့စေတာဖြစ်ပါတယ်။ခုနနှစ်ဖက်တော့မိဘများလည်းထူပဲကျေးဇူးတင်ပါတယ်။ဒီလိုမျိုးချစ်တတ်တဲ့သူတွေကိုချစ်ခွင့်ပေးတဲ့အတွက်လည်းမိဘနှစ်ဖက်စလုံးအတိုင်းကောင်းလည်းထူပဲကျေးဇူးတင်ရှိတဲ့အကြောင်းလည်းထပ်မံပြီးတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်လို့ဒီလိုအချစ်တွေသက်သေထူတဲ့အနေနဲ့ဒီနေ့ပါပေါင်နဲ့ဒီစီဝဲမှနေပြီးတော့သူတို့ရဲ့အိမ်ထောင်ရဲ့မင်္ဂလာဖျောင်းတိုင်တွေငါတို့မှအရင်တော့တဦးစီဖြစ်တယ်အခုတော့မဟုတ်တော့ဘူးမင်းနဲ့ကိုနဲ့မင်းကြားမှာဖခင်ရဲ့အမြင့်တာတွေဘယ်သူမှမရှိတော့ဘူးဟဲ့ဆိုတဲ့သက်သေလေးတစ်ခုတော့ဒီနေ့ဖျောင်းတိုင်ထွန်းနေခြင်းအပြင်သက်သေပြမှာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ကျင်စာဦးစနီးမောင်မှန်ဖြစ်တဲ့ပေါပေါနဲ့ဒီစီဝဲကိုယေရှုနာမနဲ့ဖိတ်ခေါ်ချင်ပါတယ်အရင်တော့တနေရာမှာတောက်တနေရာမှာထွန်းတောက်နေတာဖြစ်ပါတယ်ဒါပေမဲ့ဖခင်ရဲ့အချစ်တွေနဲ့သူတို့တနေရာထဲမှာဆူလိုက်တဲ့နေ့အဲ့ဒီနေ့ဟာတော့ဒီနေ့တန့်ရှင်းစွာတစ္ဆာရှိစွာမင်္ဂလာဆောင်တဲ့နေ့ကစပြုပါတယ်ဖခင်သခင်ပါပြီးပုံကြည်ပါစေဒီနေ့အိမ်ထောင်သိပြုကြမဲ့ပေါပေါနဲ့ဒီစီဝေတို့ပေါ်မှာဖခင်သခင်သူရဲ့ကောင်းချီးမင်္ဂလာနဲ့ပတ်ရင်လက်သားစင်မြင့်စက်နှစ်ကြံဖျားဘုံတော်တည်ဆောင်သောမိသားစုဖြစ်ဖို့ကျွန်တော်ဆက်လက်ပြီးဆုတောင်းပေးစေချင်ပါတယ်လို့ထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့မင်္ဂလာဇနီးမောင်နှံနဲ့ဘဝတသက်တာမှာသူတို့ဘဝခီးမှာကူဖော်ကူဖက်လှုပ်ဆောင်ဖက်တိုင်ပင်ဖက်အနေနဲ့သူတို့ရည်မှန်းထားတဲ့မိသားစုတစုရှိပါတယ်အဲ့ဒီမိသားစုကကျွန်တော်တို့ဒီနေ့အတူတူကမင်္ဂလာကိတ်လေးကိုလှီးပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မင်္ဂလာကိတ်လှီးပြီးတဲ့ချိန်မှာသူတို့သားနဲ့သူတို့သမီးကဒီနေ့ကတော့ပထမအဆုံးချိုမိန်တဲ့အချစ်တွေလဲဘလောက်ထိချစ်နိုင်တယ်လဲဆိုတော့ကျွန်တော်တွေ့ရအောင်မှာဖြစ်ပါတယ်မနေ့တော့ကတော့ကျွန်တော်တို့ရဲ့Man Fellowship ရဲ့ပွားစာဖြစ်တဲ့ဒေါက်တာမောင်ကျင်းပေါ့ကိုကြီးကတော့ပြောပါတယ်မြင်များကျွေးပိုချစ်တယ်လို့တယ်သူကမနေ့တော့နိုးစော်ထားပါတယ်ဒါကြောင့်ဒီကြားခင်မှာလည်းကျွန်တော်ဘလို့အချစ်တွေနဲ့ပေါပေါနဲ့ဒီစီဝေးကနေသူတို့ဘဝမှာပေါ်ကျူးမလဲဆိုတော့ကျွန်တော်ပြန်ခိတ္တခဏကြံတွေ့ရမှာဖြစ်ပါတယ်လို့ဒီအချိန်မှာသူတို့ဘဝမှာရည်မှန်းထားတဲ့မိသားစုတစုကိုဖိတ်ခေါ်ချင်ပါတယ်ဘုံမူကမ်းခြင်းနဲ့ဇနီးဖြစ်ပါတယ်အားလုံးလက်ခုပ်တီးပြီးကြိုဆိုပေးကြရအောင်နှစ်30ကြီးတိုင်မအိုမမင်းအချစ်တွေနဲ့အသက်ကြီးပေမဲ့အချစ်ကမပြည့်စည်ဘူးခိုင်မြဲနေတယ်ဆိုတဲ့သက်သေနဲ့ဒီနေ့ဘုံမှုတို့ဇနီးမောင်နှံကနေပြီးတော့အိမ်ထောင်သစ်ဖြစ်တယ်ပေါင်ပေါင်နဲ့ဒီစီဝဲပေါ်မှာဒီနေ့သူတို့အတူတူကမင်္ဂလာကိတ်လေးကိုလှီးပြီးမှဖြစ်ပါတယ်အားလုံးထပ်မံပြီးတော့ကွန်ပျူတာလက်ခုပ်လေးတီးပေးရအောင်နော်ကျွန်တော်မင်္ဂလာကိတ်ကိုလှီးပေးပြီးတော့ဘုံမူကမ်ချင်နဲ့ဇနီးကိုလည်းထူပဲကျေးဇူးတင်ပါတယ်
ဒီချိန်မှာကျွန်တော်တို့အိမ်ထောင်အသစ်ဖြစ်တဲ့တစ်ဆက်ဆက်ပဲဇနီးမောင်နှံနေပြီးတော့ကျွန်တော်ပါဝနေပြီးတော့ပထမဆုံးဒီစီဝဲကိုချုံမိန်သောအချစ်များစွာနဲ့သူ့ရဲ့မေတ္တာကိုကိမုတ်ထဲကနေပေါ်ကျူးမဲ့အချိန်ဖြစ်ပါတယ်လို့ပအနေနဲ့နှစ်သက်တယ်လို့ကိုယ့်ရဲ့အချစ်ဆုံးဇနီးတဲ့ပုံမှာဘယ်လိုမျိုးပေးမလဲဆိုတော့အခုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်โอเคလက်တော့ပြီးပေးပါအောင်သူရွေးချယ်လိုက်တဲ့အရာကိမုတ်သုံးထပ်တွေကြားထဲကနေပြီးတော့ပွင့်နေတဲ့နင်းစီပွင့်လားအပွင့်ကလေးတဲ့လှပဝေစာနေတဲ့အရာကိုတော့ပေးတာဖြစ်ပါတယ်နာမှာစိုးရိမ်ပါတယ်စိတ်မကောင်းဖြစ်မှာစိုးရိမ်ပါတယ်ကျင်နာကျင်တွေနဲ့အပြစ်ကပေးတာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ကျွန်တော်ဇနီးတွေကနေပြီးတော့ခင်မွန်းတဲ့ဖြစ်လာမဲ့ကိုတော့ဒီနေ့ပါကိုဒီနေ့သူ့ရဲ့အကောင်းဆုံးချစ်ချင်းမေတ္တာများထဲမှာအပေါ်ဆုံးမှာရှိနေသောအချိုမိန်ဆုံးခရင်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့သွားရင်းနဲ့အခုချိန်ထိမနေ့တော့မဟုတ်ပွေတဲ့နေရာမှာကျွန်တော်တို့ဒေါက်တာမောင်ဝေပြောသွားသလိုပဲအခုချိန်ထိသူတို့နှစ်ယောက်ရဲ့ချိုမိန်လာတဲ့ပထမဦးဆုံးသောကိမုတ်တွေသူတို့ရဲ့ရင်ထဲမှာဒီမှာပါစာထဲမှာအားရပါရစားနေစေဖြစ်ပါတယ်လို့ဒီလိုအချစ်တွေနဲ့သူတို့တို့ပုံပြီးခံမြဲစေရဲ့ရာမြစ်တာနိုင်ကျွန်တော်ဆက်လက်လျှောက်လန်းနိုင်ဖို့ဒီနေ့ကျွန်တော်ချင်းမင်းပေးကြတဲ့ဂုဏ်သိရှိလူချင်းမြင်းများဓမ္မမိတ်ဆွေများမိသားစုများတငယ်ချင်းများနေပြီးတော့ဆုတောင်းပေးခြင်းအပြင်နေ့စဉ်ပေါင်းပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်လို့အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအချိန်မှာကျွန်တော်တို့အတူရှိနေသော MTS group MTS ဓမ္မတက္ကသိုလ်เนาะဓမ္မကျောင်းတော်ကြီးမှာကျွန်တော်တို့ဆရာဆရာမများရဲ့ဂုဏ်တော်ချီးမွမ်းခြင်းကိုကြားဖို့ဖြစ်ပါတယ်အားလုံးယေရှုနာမ၌ဖိတ်ခေါ်ပါတယ်
အိမ်တော်ဒီသားဆိုတဲ့ဒီကျောင်းတော်မှာမင်္ဂလာချာဖြင့်မေတ္တာ၌ပြုံးပြီးတော့အိမ်တော်မှာအပြုံးများအဖြစ်လက်ချင်းရှားပြီးတော့ဘဝဖြတ်သန်းဖို့ခက်ခဲတဲ့အတားအဆီးတွေကြုံရရင်လည်းပဲများပြီးတဲ့ခွန်အားနဲ့ဆက်လက်ကြော်ဖြတ်ဖို့ဆိုတဲ့ဓမ္မတခြင်းအပြင်ခွန်အားပေးပြီးတော့ကွန်ပျူတာဆိုချီးမွမ်းပေးတဲ့ MTS မှာဆရာဆရာမများလက်ထူပဲကျေးဇူးတင်ပါတယ်ခုချိန်မှာကျွန်တော်တို့ဒီနေ့အိမ်ထောင်အသစ်ပြုကြမယ်မိသားစုဝင်များထက်မှအိမ်ရှင်ဖက်မှကျေးဇူးတင်စကားပြောကြားခြင်းဖြစ်ပါလိမ့်မယ်ဒီအိမ်ရှင်ဖက်မှကျေးဇူးတင်စကားပြောကြားခြင်းကိုတော့ကျွန်တော်တို့သိခါရဆရာမကျင်းစတိမှနေပြီးတော့ကူးဆောင်သွားမှာဖြစ်ပါတယ်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်哈利路亚！耶稣把白天报道把耶稣的道路生意，这里外看的个都走的，都里头外看的个红都好，往后边有了那天后，嘛是พิษไปเลยนะดับของเราที่แล้วเชียงสุกะอเมริกาบ้านเราสามังก็ตัวนี้ของแกเราใช้ที่ว่าแต่สามังกันตัวนั้นหลุดดับเขาเองเราแต่ยังจะมาดูเขาชิ้นทองเรามาเบน่ะไปที่จะเสียกับเสียดับจะตัวนี้จะมีอีกต่อเลยว่าไอ้นี่เราไปดูนี่เด็กจีก็ไงสุดที่เป็นdây nhiều bài để giống còn ta long bài nó có đi cái này ông bài kỹ thấy là hiểu bằng cái lúc làm khi chỉ sẽ đâu không phải là rồi biết giờ tu đi tu băng các tập biết về xuân phí cam xuân nàng sẽ cái này lại đấy các bộ để khăn phí các bộ chiến bảo khăn phí này lại đó nào sẽ về thì nó cái tàu bát sát đóส่วนปีนู้นและขั้นปีนู้นของจีเซนก็หมายว่าจุดจุดกันที่หนุ่ยวัดทอดจังหาเองหนูฮิวอีจีวัดตุนเซนก็นี่ฮิวัดทอดกันก็หมายจุดไอ้ยังตกปลาเชียนนะยังก็ที่รุ่นไรนะนี่ตัวที่ตัดดูคิดว่าจะวิโดไก่ถกบอลเรียมจีแต่เสียของจีบ้างบ่าวิโดไก่จะตัดมาฮิก็ได้ตัวนี้นะมองได้ที่นั่นตุเจียงต้องของใบของสัตว์ตกปลาเชียนมีทางกับบอกฮิตัวที่บ้านไปด้านตรงนี้จงสามโมปีเลยนะมาจุดสนเดชเฉียมเทปมาสายก่อนกำให้จงเดี๋ยวกำให้จงของสนเสียไปไอ้เจ้าก็ดุดับอีน่ะของไปเที่ยงก็จะดุดับของเขาอีอาจจะเดียวนั้นพุ่งหางแต่ตุกี้นะนู้นแนวจีนจริงเสียของไปเก็บก็ได้เห็นวันนะนู้นจีพุ่มซ้อมกว่านู้นแนวจีนจริงน้องปีจะเสียสักก็ดุดับเห็นนู้นจีนมั้งจะก็มาสั่งปั้นนี่เงินจริงมั้งบนทางสนทางจีแต่เสียจ้องอากูมาหามเดี๋ยวซ้อมเดียดมาผัดทุกมาจ้องอดัมคนนี้นะผมไปเกินคนแต่เสียจ้องเจ้าที่ดำงอดไปปีผมไปที่ตาหน้าลงดำของเขาเองเจ้าออสเตรเลียปันนูดิมเน่าสามารถเจ้าดิมกระแสนูห้องไปตามว่าเด็กที่เศร้าไปเป็นตัวเดียวแกเราตามมาได้ให้บ้างนี้กันตั้งแต่ห้องอบปุยมาฮิตานะอะไรเดียกินะอีบางอาจิเด็กที่นั่นทุกเพียรจะดาวมาดูเจ้าผู้ไล่เจ้ากันนาวอีกหลายเดือนสหสเปลมาให้กันเลยตัวบ้าว่าเชื่อได้จิเด็กที่นั่นดูน้องเพียรเจ้านะหนูดินพุทหนูห้องกินที่หุ่นลายเส้นกันนุ้ยจะเปลมาเฮียตัวนี้ตั้งแต่จีห้องในตาเจ้านะตาห้องในตะนู้นตะปาห้องตายเล่ปีกิจิตุเรียนโมนาฮิมันนาลุงดำของเขาฮีอีขันจะขันไปเล่นหนูเฮียขันไปเล่นปีฮีตัวฮิตานะปีเรียนมุนอินเทอร์เทนนั่นตัวลำปุยถูกมาเฮียอิตัวปาเชนะมินทันนางาตายดีนี้จ้อยเอาหลานจ่าเลยสมัยช่วยมาเย่ตั้งเยชินกับปนิยาตั้งเยชินอยู่เลยจีซุนยายิ่งเต็มมาเลยพี่รอมาลายาวไหนได้บ้างตุกตั้งเงี้ยเช่นดีเลยตัวลูกตาเนี่ยตัวลูกตามีเท่าตองตัวเย็นคงเด้ลูกใจอะไรลูกเย็นคงปีเด็ดตัวเด็ดเช่นสวยมีอะไรเด่นเลยพี่ดอกกับปนกรรมต้องเสียบางห้างหมูกรรมจินเดียนถึงรู้ว่าของนับเก่งหมูอ่านตั้งแต่จิ๋วเลยเสียเกี่ยสังกับป่าเสียกับประเทศชิสาฮีมาเทศก็ยังต้องตุเดจิดางก็เบตตัวจังกับปนกีdi tanah kepanang saya aji cium jangan kebawa terlupa ongol kebawa tamu terlupa ongol amada ni nu
pa sia ke tu anai dan hi mana kata pai pu chi na ama dan pa na ki mu ana do wang ke hi chi sa dong kong son dong hi đó cho nên đây ni nó mang quý thu cái hin sa kiện có sẽ tổ qua với chuyện nhiều